micrometer စတိုင်းတဲ့အချိန်မှာ0 setting ချတာလဲအဲ့ဒါလဲဗာလဲအရေးကြီးတယ်ဒီ gap ကြားထဲမှာတန်ရှင်းမှုရှိရမယ်ဘာမှမရှိရဘူးအဲ့တော့ဒီ scale လေးကိုလှည့်ကြည့်မယ်ဖြည်းဖြည်းလေးလှည့်ကြည့်မယ်ဖြည်းဖြည်းလေးလှည့်ကြည့်မယ်ဖြည်းဖြည်းလေးလှည့်ကြည့်လိုက်လို့ဒီ gap လေးကိုမြင်တယ်နော်ဒီ gap လေးကိုမြင်တယ်ဖြည်းဖြည်းချင်းလှည့်ကြည့်မယ်လှည့်ကြည့်မယ်ဒီနေရာလှည့်တာနော်လှည့်တယ်အဲ့လိုလှည့်လိုက်တဲ့အချိန်မှာကလစ်တန်လေးကြားရတဲ့အခါမှာဒီ line နဲ့ဒီတုံညရဲ့ line လေးနဲ့ဒါတဲ့နေပြီဒီလိုတဲ့နေပြီဆိုရင်ဒီ micrometer က0 setting မှန်တယ်လို့ပြောရမှာဖြစ်တယ်ဒါဆိုရင်ပစ္စည်းတွေကိုအတိအကျတိုင်းလို့ရပြီဟောနမူနာလေးတစ်ခုပါလေးပဲတိုင်းကြည့်လိုက်မယ်0 setting မှန်ပြီးသားလေးနဲ့0.3ဒီ filler gauge လေးပေါ့နော်0.3 filler gauge လေးထည့်လိုက်ပြီတော့မြင်အောင်ဒီဘက်ရွှေ့ပြီးပြမယ်0.3 filler gauge လေးဒါလေးကိုလှည့်မယ်ကလေးတန်ကြရင်ရက်လိုက်ပြီအဲ့တော့ဘယ်နှစိတ်မှတန်းနေရမလဲမိုက်ခရိုမီတာရဲ့သင်္ဘယ်စကေးတစ်စိတ်ဒီဘယ်လောက်ရှိတယ်သူကပြောလဲ3.31အခုဖီလာဂရီလေးက3.33ဆိုတော့ဘယ်နှစိတ်ရှိရမလဲ3.31ကို3နဲ့မြောက်မှ3.33ရမှာဖြစ်တဲ့အတွက်မိုက်ခရိုမီတာမှာ3စိတ်ရှိရမယ်ကြည့်လိုက်ရေးကြည့်လိုက်တွေ့ပြီနော်တစ်စိတ်နှစ်စိတ်သုံးစိတ်မှာသွားတန်းနေပြီ3စိတ်မှာသွားတန်းနေပြီအဲ့တော့ဒီလိုလေးကြည့်မယ်တေချာကြည့်မယ်သူ့ကိုလောလှုပ်လိုက်မယ်လောလှုပ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတစ်စိတ်နှစ်စိတ်သုံးစိတ်တစ်စိတ်နှစ်စိတ်သုံးစိတ်အဲ့သုံးစိတ်နဲ့ဒီ3.31လေးနဲ့မြောက်ရင်3.33ဟုတ်ပြီနော်ဒါ0 setting မှန်တဲ့ဟိုဟာလေးမိုက်ခရိုမီတာလေး3.33 filler gauge လေးရလဲဒါပါလေးနော်3.33 mmအဲဒါဆိုရင်ဒါ0 setting တိကျမှသာလေအဖြေဒီအတိအကျရမယ်နော်ကျေးဇူးပါ like and subscribe လုပ်ပေးပါအောင်နော်